ဟုတ်ကဲ့ဒီနေ့မှာတော့2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ Super Me ဆိုတဲ့ drama mystery နဲ့ fantasy အမျိုးအစားရုပ်ရှင်ကားလေးအကြောင်းပြောပြပြီးတော့မှာပဲဗျာဇလန်အစမှာတော့ Sang Yu ဆိုတဲ့ကောင်လေးတယောက်အကြောင်းတွေ့ရမှာပါသူဟာအလုံးမရှိတငယ်ချင်းမရှိမိဘတွေလည်းမရှိတော့တဲ့အထီးကျန်ဆင်းရဲသားဆက်မျိုးကြီးရှာနေတယောက်ပါဒါပေမဲ့သူ့ရဲ့အဓိကပြဿနာကအဲ့ဒါဒီမဟုတ်ပါဘူးသူဟာ6လကျော်ကြာအောင်အိမ်မပျော်တဲ့ဝေဒနာကိုခံစားနေရတာပါဘာလို့လဲဆိုတော့သူအိမ်ပျော်သွားတဲ့အိမ်မထဲမှာမိစ္ဆာတကောင်ကပေါ်လာပြီးသူ့ကိုအမြဲတမ်းရရက်ဆက်ဆက်တပ်ဖြတ်လေးရှိလို့ပါပဲဒီနေ့ညမှာလဲ Sang Yu ကမြေအောက်တရားပေါ်ရောက်နေတဲ့အိမ်မက်ကိုမှတ်နေတော့အဲ့ဒီမိစ္ဆာကပေါ်လာပြန်ပါတယ်မိစ္ဆာကသူ့စပင်ကနေဆွဲပြီးကြံမြင်ပေါ်ကအပေါက်ထဲသူ့ခေါင်းကိုထိုးထည့်ကတပ်ပစ်လိုက်ပါတယ်အိမ်မထဲမှာတေးကားနီးအချိန်မှာပဲသူလက်နိုးလာပါတယ်သူဆန်ညိုးလေးပါလေးရေးဖို့ပေးနေတော့အင်ရှင်ကတကားလာခောက်ပြီးစားစရာလာပေးတယ်လို့ပြောပြီးမယ်ဆန်ယူကအင်လက်ကမပေးနိုင်လို့ပရင်ပေါက်ကနေခုံချဖက်ပြီးသွားပါတယ်သူလမ်းမတွေပေါ်ရှော့သွားရင်းနဲ့သူ့ရဲ့အိမ်မဆိုးတွေကိုကူးသားဖို့အတွက်စိတ်ပညာရှင်တွေဆရာဝန်တွေသိပ္ပံပညာရှင်တွေနဲ့ဘာသာရေးသမားတွေအထိအစုံအလွန်ပြခဲ့တာကိုသွားသတိရနေပါတယ်သူတို့တယောက်စီမှာ theory တွေအမျိုးမျိုးရှိကြပြီးမယ်သူ့ကိုလက်တွေ့ကူညီနိုင်တဲ့သူတယောက်မှမရှိရပါဘူးသူကလမ်းဘေးကခိမီမုတ်ရောင်းတဲ့ဆိုင်မှာဥမပါတဲ့မုတ်တစ်ခုမှားလိုက်ပါတယ်ဘာလို့လဲဆိုတော့ဥပိုးကိုတောင်သူမတက်နိုင်လို့ပါဒါပေမဲ့မုတ်တယ်ပါသူ့ကိုတနာပြီးဥတလုံးအလကားထည့်ပေးလိုက်ပါတယ်သူမုတ်ဆောင်နေတော့လမ်းတစ်ဖက်ကကော်ဖီဆိုင်မှာအလုပ်လုပ်နေတဲ့သူ့တစ်ဖက်တက်ချစ်နေရတဲ့ဟွာအားကိုလှမ်းကြည့်နေမိပါတယ်လွန်ခဲ့တဲ့နှစ်အတော်ကြာကဘာတစ်ခုမှသူမတချင်းဆိုနေတာကိုမြင်ဘူးခဲ့တဲ့သူသဘောကျနေခဲ့တာပါသူမုတ်စားဖို့ပြင်နေတော့မှပဲသူ့ရဲ့မန်နေဂျာဖြစ်သူစန်ကယ်နဲ့တိုးပါတော့တယ်ဆန်ယူကထွက်ပြေးပေမဲ့အားမရှိလို့အဖမ်းခံလိုက်ရပါတယ်မန်နေဂျာကသူ့ကိုစားတော့ဆိုင်ခေါ်သွားပြီးစာချုပ်ကိုမလေးစားပဲဇန်ညုံးမအားလို့စူပူပါတော့တယ်ဆန်ယူကသူအိတ်မပျော်လို့အလုံးမလုံးနိုင်တဲ့အကြောင်းရှင်းပြပေမဲ့မန်နေဂျာကနားမထောင်ပဲစေရဲ့အတွေ့အပြီးအထော်အမိန့်ဖေးခဲ့ပါတယ်အိမ်ပြန်ရောက်တော့အိမ်ရှင်ကသူ့ပစ္စည်းတွေကိုအပြင်ထုတ်ပြီးတော့လဲထားတာနဲ့တိုးပြန်ပါတယ်ဘာမှမရှိတော့တဲ့ဆန်ယူဟာကော်ဖီဆိုင်တစ်ခုမှာသွားထိုင်ပြီးစာရေးဖို့ကြိုးစားပေမဲ့ဗိုက်စာလုံးပြီးအိပ်ပျော်သွားပါတယ်အိမ်မက်ထဲမှာမိစ္ဆာကပေါ်လာပြီးသူ့လက်ဘင်းကိုတန်ကြိုးနဲ့ရစ်ကစပွဲနဲ့ရိုက်တက်ပြန်ပါတယ်မနေ့ရောက်လို့သူနိုးလာတဲ့အချိန်မှာလို့သူ့ရဲ့တခုလေးသောအလုပ်သုံးပစ္စည်းဖြစ်တဲ့ laptop လေးခိုးကန့်လိုက်ရပါပြီအရာအားလုံးဆုံးရှုံးသွားပြီးအိမ်မက်နဲ့လက်တွေကိုတောင်ခွဲမရတော့တဲ့ဆန်ယူဟာသူ့မန်နေဂျာစီကိုမိဘတွေစီသွားတော့မယ်ဆိုပြီးတေးချောင်းကြံမဲ့စာတို့လေးပို့လိုက်ပါတယ်သူဟာဟွာအားရဲ့ကော်ဖီဆိုင်ရှိကအဆောက်အဦအမိုးပေါ်တက်ပြီးခုံချဖို့ပြင်နေတော့အဲ့ဒီမုတ်တီကြီးကရောက်လာပြီးစားစရာပေးကတားလိုက်ပါတယ်မုတ်တီကသူ့ကိုအကြံတစ်ခုပေးပါတယ်အိမ်မက်စိုးတွေထဲရောက်နေတဲ့အချိန်မှာငါအိမ်မက်မှတ်နေတာလို့ကိုပြန်ပြောဖို့ပါပဲအဲ့ဒါဆိုရင်အိမ်မက်ထဲကနေမြန်နိုးလာလိမ့်မယ်လို့ဆိုပါတယ်ညရောက်တော့သူပိုက်ဆံရဖို့ဖုန်းကိုရောင်းလိုက်ပါတယ်ပိုက်ဆံလို့စတိုးဆိုင်မှာပစ္စည်းခိုးဖို့ကြံပေမဲ့လူမိမှာကြောက်လို့ဝယ်စားလိုက်ပါတယ်အပြင်မှာမူးစားနေတော့ဟွာအားကသူ့စီလာပြီးစိတ်ပူပေးနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာလက်တွေ့ဖြစ်ဖို့ခက်လွန်းတဲ့အချိန်မှာပဲဟွာအားဟာမိစ္ဆာအထိပြောင်းလဲသွားပြီးသူ့ကိုမှန်တကားနဲ့ရိုက်ကဓာတ်နဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့ဆန်းယူကမုတ်တီပေးတဲ့အကြံတိုင်းငါအိမ်မက်မှတ်နေတာလို့အော်ပြောပြီးဓာတ်ကိုတင်းဆုပ်ထားလိုက်ပါတယ်သူနိုးလာတဲ့အချိန်မှာတော့လက်တီလောကတွေကိုရောက်နေပြီးထူဟန်တာကအိမ်မက်ထဲကမိစ္ဆာရဲ့ဓာတ်ကသူ့လက်ထဲမှာတကယ်ပါလာတာပါပဲအဲ့ဒီဓာတ်ကိုသွားပေါင်လိုက်တဲ့အခါငွေ2000ရလိုက်ပါတယ်ဆန်းယူဟာအဲ့ဒီငွေတွေနဲ့ကွန်ပျူတာအစ်စ်ဝယ်ဟိုတယ်ကောင်းမှာတဲပြီးပျော်ပါတော့တဲ့အခုဆိုရင်ဆန်းယူဟာအိမ်မက်ထဲကပစ္စည်းတွေကိုလက်တွေ့လောကထဲယူဆောင်လာတဲ့နဲ့စွမ်းအားရှိမှတည်တော့ပါပြီသူဟာအိမ်မက်ထဲကနေရွှေပစုံတွေရှေးဟောင်းပစ္စည်းတွေကိုယူလာပြီးပြန်ရောင်းကတထဲကြီးဖြစ်လာပါတယ်သူဟာဟွာအားရဲ့အရှောင်းပေါင်တွေကကော်ဖီဆိုင်ကိုပါဝယ်ပေးလိုက်ပြီးသူမကိုပဲဆက်ပြီးစီမံခန့်ခွဲခိုင်းပါတယ်သူတို့နှစ်ယောက်ချားမှလည်းတန်ရောစင်တွေစတင်လာပါတယ်ဒါပေမဲ့ဒီလိုအလားကားရတဲ့ချားတာမှုနောက်ကွယ်မှာကြောက်စရာကောင်းတဲ့အရင်အနီတစ်ခုရှိနေပါတယ်ဆန်းယူဟာအိမ်မက်ထဲကပစ္စည်းတွေကိုယူလာလေလေသူ့ခန္ဓာကိုယ်မှာအိမ်မက်ထဲကတန်ရာဟောင်းတွေကအမာယူအဖြစ်ပြန်ပေါ်လာလေလေဖြစ်နေပါတယ်ဒီနေ့မှာတော့သူဟာချမ်းသာတဲ့လူမိုက်ကုန်းခေါင်းဆောင်ချန်ကီးရဲ့ပြန်ပြီးဆွဲရင်ကိုခိုင်းရပါတယ်လူမိုက်တွေကသူ့စီကနေငွေတွေရှင်းဟောင်းပစ္စည်းတွေကိုလူယူဖို့ကြိုးစားကြပါတယ်ဒီကြားမှာဟွာအားမှာအဖမ်းခံရပြီးအခြေအနေတွေရှုပ်ထွေးသွားပါတယ်ဆန်းယူဟာဒဏ်ရာတွေနဲ့အားနဲ့နေပေမဲ့ဟွာအားကိုကယ်တင်ဖို့ကြိုးစားပါတယ်တိုက်ပွဲတွေကြားမှာသူ့ရဲ့မန်နေဂျာဆန်ကီဟာဆန်းယူလိုနေအောင်လွတ်မြောက်ဖို့အတွက်သူ့အသက်ကိုစစ်တီးပြီးလူမိုက်တွေကိုတားဆီးပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဆန်းယူဟာအပြင်းထန်ဒဏ်ရာရပြီးတေလူမျောပါဖြစ်နေတော့အိမ်မက်နဲ့လက်တွေ့ကြားတဲ့ကကဘာတစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာသူဟာမိစ္ဆာအထိပြောင်းလဲသွားပြီးလက်တွေ့လောကကိုပြန်လာကလူမိုက်တွေကိုအကုန်တက်ပစ်လိုက်ပါတယ်ဒါပေမဲ့သူဟာဒီအရာအားလုံးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီးငါအိမ်မက်နေတာလို့အော်ပြောကအိမ်မက်ထဲကယူလာတဲ့စီးစိမ်ဥစ္စာအားလုံးကိုဖျောက်ဖျက်လိုက်ပါတယ်သူပြန်နိုးလာတဲ့အချိန်မှာတော့အရာအားလုံးကမူလနေရာကိုပြန်ရောက်သွားပါတယ်သူဟာအရင်လိုပဲဆင်းရဲတဲ့ဇညွှန်းရေးစရာလေးဘွားကိုပြန်ရောက်သွားပြီမဲ့ဒီတစ်ခါမှာတော့သူပြီးမှသူ့ကိုနားလေပြီးမဲ့ဟွာအားရှိနေပါလိဟွာအားကသူ့ကို laptop အသစ်တစ်လုံးလက်ဆောင်ပေးပြီးသူမရဲ့ဆိုင်မှာအလုပ်လုပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဇလန်ရဲ့အဆုံးမှာတော့ဆန်းယူကမုတ်တယ်ကြီးစီတွားလဲပါတယ်မုတ်တယ်ကြီးကလည်းသူ့ဘက်ကအမာယူကိုပြပြီးသူလည်းတစ်ချိန်ကဒီလိုစွာသားမျိုးရှိခဲ့ဘူးကြောင့်ဒါပေမဲ့ရိုးသားအေးချမ်းတဲ့ဘဝလေးကလာပို့ပြီးတန်ဖိုးရှိကြောင်းပြောပြလိုက်ပါတယ်ဆန်းယူဟာအခုတော့ပျော်ရွှင်စရာဘဝအစစ်အမှန်ကိုရှားတွေ့သွားခဲ့ပါပြီဒါပေမဲ့ကင်မရာကဆန်းယူရဲ့နောက်ကမှာမိစ္ဆာတကောင်ရှိနေသေးတာကိုပြရင်နဲ့ဇက်ကားလေးပြီးဆုံးသွားပါတယ်ဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုအမြင်မပြတ်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားခဲ့ကြပါဦးနော်